စာချစ်သူများအားလုံးမင်္ဂလာပါရှင်။အခုတခါကျမဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့ဆီယမမိုမိုအင်းလျာ1984မတ်လထုတ်မိုးဝင်မဂ္ဂဇင်းမှာရေးသားခဲ့တဲ့ရန်ကုန်တစ်ခေါက်ရောက်ဤမရောက်ဤဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်။ခန်းစားနားဆင်ကြည့်ကြပါရှင်။ရန်ကုန်တစ်ခေါက်ရောက်ဤမရောက်ဤဘဝတစ်ခုဤတက်တန်းအတွင်းဆယ်စုနှစ်ဟူသောအချိန်ကာလသည်နဲလာသည်ဟုမဆိုနိုင်ပါကျွန်တော်မြမပြည်ဤမြို့တော်ရန်ကုန်မှထွက်ခွာလာသည်မှာ10နှစ်မကတော့ပြီကျွန်တော်ဘဝသည်၎င်းရန်ကုန်မြို့ကြီးသည်၎င်းပြောင်းလဲခဲ့ပြီဖြစ်၏ကျွန်တော်ဘဝအခြေသည်တိုးတက်သည်လားဆုတ်ယုတ်သွားသည်လားကျွန်တော်မပိုင်းခြားတတ်ရခင်ကကျွန်တော်သည်မိဘပို့ပေးသောငွေကိုအေးအေးလူလူသုံးဆွဲကာပညာသင်နေခဲ့သောကျောင်းသားတစ်ယောက်စာသင်ခန်းနှင့်တကွစာအုပ်ဆိုင်ရုပ်ရှင်ရုံညစီဘူတာယုံစသည်တို့မှကျင်လဲကျဆားခဲ့သည်ယခုကျွန်တော်ကတော့ဝင်ငွေအသင့်တင်ရှိသောအိမ်အောင်သည်တယောက်ဖြစ်၍နေလေပြီသို့တော့ကျွန်တော်မှမိမိရှာသောငွေကိုမိမိဘာသာချင့်ချိန်၍သုံးစွဲနေရပြီတားငယ်သမီးငယ်များအတွက်ဦးစားပေးနေရပြီရန်ကုန်ဆိုသည်ကိုအလုပ်ကိစ္စနဲ့တွားရသည့်တိုင်မလည်မပတ်နိုင်တော့ယထာဘော်ကဆင်းပြီးသက်ဆိုင်ရာရုံးကိုအတော်နှင်ရသည်ရသည့်ခရီးစရိတ်နှင့်ကာမိစိန်သောငါကိစ္စပြီးလျင်ပြီးချင်းပြန်လိရသည်ရန်ကုန်သည်ကျွန်တော်အတွက်ပျော်စရာမဟုတ်တော့ဒီတခါတော့ရန်ကုန်မြို့မှာကျွန်တော်တို့အေးအေးဆေးဆေးနေမည်ဟုစိတ်ကူးသည်ကျွန်တော်ဤစားတီးသည့်တောင်ကူမြို့နှင့်မိုင်90ခန့်ဝေးသောမြို့ငယ်လေးတစ်မြို့ဖြစ်သည်ကျွန်တော်သည်ဇာတိမြို့မှာပင်အလုပ်ရကာထိုနေရာမှာပင်အိမ်အောင်ကြပါသည်ထို့နောက်ကျွန်တော်သည်အလုပ်တာဝန်အိမ်နောက်တာဝန်ကြားမှကြာရောက်ခါရောက်သည့်နေရာမှာပင်အခြေဆိုင်နေခဲ့မိတော့၏ကျွန်တော်ဇနီးသည်အလိမ္မာအိမ်ပါမိန်းကလေးတစ်ယောက်ဖြစ်ပြီးမယားတော်သူအမျိုးသားထဲမှပါဝင်ရှာ၏ကလေးနှစ်ယောက်ရသည့်အတိုင်းခရီးဝေးဝေးမသွားစဘူးတောင်ငူမြို့ကိုပင်အရောက်ပေါက်နေရှာသည်ကလေးတွေကြောင့်ပိတ်ရင်ရန်ကုန်ကိုအလဲတက်တက်သွားမယ်ဆိုကျမတို့ကိုပါခေါ်နော်ကျွန်တော်ဇနီးမက်ခင်များကရန်ကုန်ကိုငယ်စဉ်အခါကဦးကြီးဒေါ်ကြီးများနှင့်တစ်ခေါက်ရောက်ဖူးသည်ဟုဆိုသည်တောမာနေတောမာကြီးပြင်သမို့ရန်ကုန်မြို့တက္ကသိုလ်ကျောင်းတော်ကြီးမှထွက်သောကျွန်တော်ကိုသိပ်ပြီးအထင်ကြီးသည်အားလဲကိုသည်ကျွန်တော်ကိုမန်တိုင်ပြုတ်ပြီးမြို့ကြီးပြကြီးကိုအလဲသွားရမှာကိုတွေးပြီးကြည်နူးနေလေသည်မက်ခင်များသည်ရိုးသားဖြူစင်သောမိန်းကလေးတစ်ယောက်ဖြစ်၏ဒီအတွက်လည်းကျွန်တော်အိမ်အောင်သည်တတရရဖြစ်ခဲ့၏ကျွန်တော်သည်မိသားစု၏ပျော်ရွှင်ချမ်းမြေ့ရေးအတွက်ဆောင်ရွက်ပေးဖို့တာဝန်ရှိလေသည်ခေါ်ရမှာပေါ့များတို့ကိုလိုက်ပို့ခြင်းလို့အကိုကသွားမှာကလေးတွေစာမပွဲပြီးတာနဲ့အစင်သစ်လှုပ်ထားကြမက်ခင်များသည်ဝမ်းသာဥမျိုးနေရှာသည်အစစအရာရာပြင်ဆင်မှုကိုလည်းကျွန်တော်ကိုမဝတ်မရဲတိုင်မင်၏အငယ်ကောင်ကအင်ကြီးကောင်းကောင်းမရှိဘူးအစဝယ်ပြီးအပ်ပေးရကောင်းမလားချုပ်ပြီးသားပဲဝယ်ပေးရကောင်းမလားယင်ကျွန်တော်ကခရီးသွားဖို့ကိုသာစိတ်ကူးလျက်ပြင်ဖို့ဆင်ဖို့ကိုသတိမရမက်ခင်များပြောမှတွေးမိရသည်သူ့အနေဖြင့်တရက်တကြီးကိုသွားရမည်ဆိုတော့တင့်တင့်တဲတဲဖြစ်ဖို့လိုပေမည်ကျွန်တော်တို့မြို့မှာတော့အဝတ်စားကိုလည်းတိတ်ပြီးတောက်တောက်ပြောင်ပြောင်ဝတ်ဖို့မလိုခလေးဆိုရင်အသင်တင်ဝတ်ရုံဖြင့်လုံလောက်သည်သို့တော်မြို့ကြီးပြကြီးကိုတခါတရံမှအလဲပတ်သွားရသူများအတွက်မြည်သည့်အရာများအစင်သင့်မရှိသည်ဟောင်းနွယ်ညှိုးငယ်သောအဝတ်စားများဖြင့်လည်းတွား၍မဖြစ်ချေတင့်တင့်ကောင်းမွန်သောအဝတ်စားများဝယ်ရမည်ချုပ်ပြီးသားဝယ်တော့ပုံကြပါမလားမြရဲ့ပိတ်စာလေးတွေဝယ်ပြီးချုပ်လိုက်ပါမြအတွက်လည်းချုပ်အောင်လေမက်ခင်များမှအသားညိုညိုတုတ်တုံခိုက်ခိုက်နှင့်ချောမောသူတယောက်ပင်သို့တော့ခင်မီစံပြခြင်းကမရှိယခုခေတ်ရန်ကုန်သူများနှင့်လည်းမရှင်သာပြီကျွန်တော်နှင့်အကြောင်းနေပဲတငယ်ချင်းချို့မှာရန်ကုန်မှာပင်အလုပ်ရလျက်ရန်ကုန်သူတွေနှင့်ပဲအိမ်အောင်ကြသည်ရန်ကုန်သူမဟုတ်သည့်တိုင်ရန်ကုန်မြို့မှာအခြေစိုက်နေကြသူများနှင့်လည်းအကြောင်းဆက်မိကြသည်သူတို့မှာငွေရေးကြေးရေးအားဖြင့်မပူမရှမ်းသည့်တိုင်နေထိုင်သွားလာမှုကတော့တောမာနေသူများထက်အဆင့်မြင့်သည်မှာအမှန်ပင်ဝိပုံစားပုံကလည်းတောသူနှင့်ရန်ကုန်သူမှာကြည်ယုံနှင့်ကွဲပြားနေတတ်၏ကျွန်တော်ဇနီးတဲ့ဤပင်ကိုအလှကိုအားကိုတော်လဲတငယ်ချင်းများအလဲမှာခက်နောက်ကြလွန်သောပုံတရံကြီးဖြင့်မမြင်စီလိုပါကျမမှာဝိစရာရှိပါတယ်အကိုရဲ့ကလေးတွေအတွက်ပဲလိုတာပါအိုးဘယ်ဟုတ်ပါမလဲမြအတွက်လဲချုပ်ဝတ်ပါခင်မီပုံစံလေးပါလေးလဲချုပ်အောင်လေ
ကျွန်တော်ပြောလိုက်သည့်အတွက်မက်ခင်များတယောက်ပို၍အလွတ်များရပြန်ပါသည်သူ့ဈေးဘိုးထဲမှစုဆောင်ထားသောငွေလေးများကိုထုတ်ခါအင်ကြီးစားများဝယ်ရသည်အများနည်းတူခင်မီပုံစံများချုပ်ရသည်ဖက်နက်လက်ကင်အိတ်ကအစတင့်တက်အောင်ဝယ်ရသည်ရန်ကုန်သွားဖို့ပြင်ဆင်ရသည်နှင့်ပင်စုထားသည့်ငွေလေးအတော်ကုန်သွားလေသည်ကလေးတွေကတော့ရန်ကုန်လိုက်ရမည်ဆို၍အပျော်ကြီးပျော်နေပါသည်တရိษံယုံလိုက်ပို့ရမယ်နော်ဖေဖေအငယ်ကောင်ကပူစားသည်သမရယုံမှလည်းရုပ်ရှင်ကြည့်မယ်နော်ဟိုဘိုးချုပ်စည်းဆိုတာမှလည်းလေခေါင်းဝင်တစ်လေးတွေဝယ်မယ်နော်ဖေဖေနွယ်နွယ်ဝင်းတို့ရန်ကုန်သွားတော့ကဝယ်လာတဲ့အင်ကြီးလေးတွေတိတ်လာတာပဲသမီးဖြစ်သူကလည်းမင်းကလေးပီပီသူ့လိုချင်ရာကိုပြောသည်ကျမကတော့ဖျားဖူးရရင်တော်ပါပြီဘယ်မှာတဲကြမှာလဲအကိုကျမတို့ကလေးတွေနဲ့ဖြစ်ပါမလားမက်ခင်များကပူပန်ရှာသည်အားလုံးစိတ်လှုပ်ရှားနေကြသည်ကတော့အမှန်ဖြစ်၏ကျွန်တော်လည်းမိသားစုနဲ့တကွတဲခိုနိုင်မယ့်နေရာကိုစဉ်းစားရလေသည်တငယ်ချင်းကိုမြင်နိုင်မှာကျွန်တော်နဲ့အတော်လေးပင်ရင်းနေသည်ကျောင်းတော်ကတော့သူ့ပစံကိုပစံမခွဲကြပေအတူတူသုံးကနှစ်ကိုယ်တစ်စိမ်နေလာခဲ့ကြသူတွေပါပဲယခုသူကကုံသွဲရေးတစ်ခုမှာကျွန်တော်ထက်ရာထူးအဆင့်မြင့်သည်သူ့မိန်းမကလည်းအရာရှိတစ်ယောက်ပင်ဖြစ်၏ကျွန်တော်နေဖြင့်တငယ်ချင်းကိုအားနာစရာမရှိတော့လေမက်ခင်များပြောသလိုကလေးတွေနဲ့ဆိုတော့သူ့မိန်းမကိုလည်းထည့်စဉ်းစားရမည်ရန်ကင်းတိုက်ခန်းဆိုတော့တိတ်ကြဲကြဲဝန်းဝန်းရှိမည်မဟုတ်လင်မယားနှစ်ယောက်စလုံးအလုပ်သွားကြတော့ကျွန်တော်တို့နေရေးထိုင်ရေးလဲခတ်မည်ဒီနေရာကိုကျွန်တော်စိတ်ကူးဖြစ်မင်းပယ်ချလိုက်ရသည်နောက်တနေရာရှိသေးသည်ကျွန်တော်ကျောင်းနေစဉ်ကစားအိမ်တောက်အိမ်ဖြစ်ခဲ့သောအမဝမ်းခွေတယောက်ဤအိမ်သူတို့ကကမာရွတ်လှဲရမှနေသည်ယောက်ျားဖြစ်သူကလည်းသဘောကောင်းသည်ကျွန်တော်ကိုလည်းမိသားစုနဲ့တကွအလဲလာဖို့မကြဖိတ်ခေါ်တာကမာရွတ်မှာမမကြီးတို့အိမ်တော်ရှိတယ်ကွာကျွန်တော်ကတိုင်တိုင်ပင်ပင်ဆုံးဖြတ်လို့၍ပြောပြသည်ကမာရွတ်ကဘယ်နားမှာလဲအကိုရဲ့ဟုတ်ပေသားပဲသူမရန်ကုန်မှမရောက်ဘူးပဲရန်ကုန်မြို့ထဲမှာတော့မဟုတ်ဘူးပေါ့ကွာဒါပေမဲ့တွားရေးလာရေးလွယ်ပါတယ်အိမ်ကလည်းတိုက်ခန်းတွေထက်စားရင်ကျဲသေးတာပေါ့အခုသဘောပဲလေကျမကသိတာမှမဟုတ်တာသူတို့ကဘာလုပ်တာလဲရုံးမှာပဲလားကျွန်တော်ဆက်စင်စားရပြန်သည်မမကြီးတို့သည်ချောင်းချောင်းလဲလဲမဟုတ်ရှာပြီရခင်ကကလေး2ယောက်အခုဆိုရင်4-5ယောက်ရှိရောမည်မမကြီးကဘာမှလှုပ်တက်ကိုင်းတတ်သည်မဟုတ်သူ့ယောက်ျားကတော့လှဲရန်စီထဲမှာစုံစီနှဖားလေးတွေကိုဘန်းနှင့်ချရောင်းသည်စားလောက်တောက်လောက်ယုံတော်ရသည်ကျွန်တော်မှမိသားစုနဲ့တွားရမည်ဆိုတော့တွားစိတ်လာစိတ်အပြင်အပိုများများသုံးနိုင်မည်မဟုတ်ပေတပတ်လောက်နေမည်ဟုစိတ်ကူးထားရာနေ့စဉ်အပြင်မှာထမင်းဝယ်စားရမည်ဆိုရင်တော့တိတ်ဟန်မကြသို့တော့အိမ်ရှင်ကိုလည်းဝန်တက်မှာဆိုပါသည်သူတို့အိမ်လဲကလေးတွေရှိတော့အားနာစရာကောင်းပါရဲ့လေမြောက်ဥက္ကလာမှာတငယ်ချင်းတယောက်ရှိသေးတယ်ဝေးပေမဲ့သူတို့အိမ်ကကျဲလဲကျဲတယ်လူလဲနေတယ်မက်ခင်များကဘာမှဝင်မပြောတော့ပြီနောက်ဆုံးကျွန်တော်ဘာသာအဆင်ပြေတယ်လို့ဆုံးဖြတ်တော်မည်ဟုဆုံးဖြတ်ခါမက်ခင်များကိုအဆအရပြင်ဆင်မှုတာဝန်ပေးလိုက်ပါတော့သည်တို့ဖြင့်ကျွန်တော်ကိုယ်တိုင်နှစ်ဆက်မရောက်သည်မှာကြာပြီဖြစ်သောရန်ကုန်ရွှေမြို့တော်ကြီးစီသို့ကျွန်တော်တို့တောသားမိသားစုဆိုင်မြိုင်ရောက်ရပြီတော့သည်မက်ခင်များကကျွန်တော်လက်ကိုအားကိုတကြီးဆုပ်ကင်ထား၏ကလေးတွေကသူ့နောက်ကလုံကြီးစားကိုတင်းဆွဲထားကြ၏တန်စကာချထားသောဘူတာကြီး၏ပလက်ဖောင်းအပြင်သို့တန်းစီပြီးထွက်ရသည့်အခါတယောက်လက်ကိုတယောက်ဆွဲ၍မဖြစ်တော့ပင်လက်တွဲပြုတ်သွားကြတော့၏တရေအိတ်တွေချင်းတွေတကားဖြင့်ကျွန်တော်တို့မိသားစုဘူတာကြီးထဲမှထွက်ခဲ့ကြလေသည်သုံးပေးယူမလားသုံးပေးရမယ်ကားငှမလားလာလေအမဘယ်သွားမလဲတရေအိတ်ပေးကျွန်တော်တို့တည်ပေးမယ်သုံးမင်းကားတွေရပ်ထားရသို့ကျွန်တော်တို့မသွားနိုင်မီရှေ့မှကာစီပိတ်ဆို့ကခေါ်ငင်နေကြသောအငှားကားပွဲစားရှေ့ကျိုများကိုမနေရှောင်ကွင်းနေရလေသည်မက်ခင်များကတော့ရောင်ရောင်မမနှင့်သူ့လက်ထဲမှတရေအိတ်ကိုကြိုသူလက်ထဲထည့်လိုက်တော့၏ဟာနေအောင်လေမြဒီမှာကျွန်တော်တို့ကမြောက်ကလာထိသွားမှာဗျ
ရတယ်ကိုကြီးရတယ်အစင်သင့်မယ်ကားပေါ်တင်ပေးလိုက်မယ်လှပါမခင်များကကျွန်တော်မျက်နှာရိပ်မျက်နှာကဲကိုကြည့်ကသူ့တရေအိတ်ကိုအတင်းပြန်ဆွဲနေရှာပါသည်နေပါအောင်ကားကဘမှာလဲဘလောက်ပေးရမှာလဲအော်ဟိုမှာရက်ထားတယ်၄ဘိန်းမှာကိုရဲ့မြောက်ကလာကိုပို့ပေးပါမယ်လာပါနေပါအောင်ဈေးပြောပါအောင်လာဟိုเจ้าမှပြောပါနောက်ဆုံးတော့ရောင်တောင်ပေါင်တောင်နဲ့သူခေါ်သွားရအငှားကားစီတို့ပင်ရောက်သွားလေသည်ကျွန်တော်တို့ဤပစ္စည်းပစ္စယများသည်ကားပေါ်သို့အလျင်မြန်ရောက်သွားတော့၏တားနှင့်သမီးကလည်းကားပေါ်ဆွေကနေတက်လိုက်ကြလေသည်ဟေးနေကြအောင်လေသူ့အမေကတားတော့လည်းမရတော့ပြီကလေးများလည်းပင်ပန်းလာကြသည်ဖြစ်၍မြန်မြန်ရောက်ရင်ပြီးတာပဲဟုအောက်မေးလိုက်ရ၏ဘလောက်ပေးရမှလဲဗျမြောက်ကလာဖဲနားလေဇမြင်ဆွဲရက်ကွက်အစိတ်တော့ပေးဗျာမခင်များသည်သူ့ပစ္စည်းတွေကိုကားပေါ်မှဆွဲချတော့မည်သို့ဖြစ်သွားလေ၏နေမြအစိတ်မများဘူးလားဗျာ20ပဲထားကဲတက်ဗျာမခင်များနှင့်ကလေးများကိုစိတ်မချသဖြင့်ကျွန်တော်နောက်ခန်းမှာပင်ထိုင်သည်ကားကမထွက်သည်စောကကျွန်တော်တို့ကိုဆွဲခေါ်လာသောလူသည်နောက်ထပ်လူကြီးတယောက်ကိုအထုပ်ပိုးတွေနဲ့အတူခေါ်လာပြန်သည်ဟာခမ ्या ကလူထက်တင်အောင်မလား20လဲယူထားသေးတယ်ကဘာကြီးကိုလမ်းကြုံနေတာပဲခရီးတယ်ချင်းပဲဗျာဆက်ပြောလျင်မိမိကပင်ခရီးတယ်ချင်းကိုချင်းမစားသလိုဖြစ်ရပေအောင်မည်ကျွန်တော်ဘာမှမပြောတော့နောက်ထပ်ရောက်ရှိလာသောအထုပ်ပိုးများကြောင့်ကျွန်တော်တို့မှာအတော်ပင်ကြက်တက်ဖြစ်သွားရလေသည်ရန်ကုန်အထာမကျွမ်းသောမခင်များကတော့ဗဇက်လေးဟောင်းသားဖြစ်နေသည်သားနဲ့သမီးလည်းကားထဲမှာပုတ်ဝင်နေကြသည်လူစီကားသောဘူတာယုံကြီးထဲမှထွက်ခဲ့ကြ၏ရုပ်ရှင်ယုံတွေဈေးလမ်းတွေကိုကြော်လွန်ခဲ့ကြသည်သူတို့တွေကိုဘယ်နေရာမျှလက်ညှိုးထိုးမပြအားတော့မြောက်ကလာရောက်လာတော့မှောင်နေပြီတငယ်ချင်းအိမ်မှာလည်းညစာထက်ချက်ရဟိုဟာပြေးဝယ်ရဒီဟာပြေးဝယ်ရနှင့်အလုံးများသွားလေသည်မခင်များသည်အိမ်ရှင်ကိုအားနာလွန်းသဖြင့်မနေတတ်မထိုင်တတ်ဖြစ်နေလေသည်ခရီးကလည်းပန်းသဖြင့်ထမင်းသိမ့်မစားနိုင်စားတော့ကျမတို့အိမ်မှာဘာမှအာမနာနဲ့အိမ်ရှင်တငယ်ချင်းဤမိန်းမမက်လှငွေကလည်းသဘောကောင်းရှာပါသည်သို့တော့အယိုးတွေထိုးထောင်ထွက်နေသောငှက်တလောက်နှစ်တုံးခန့်ကိုကျွန်တော်ကလေးများမနှံ့ရဲဖြစ်နေသည်သူ့အမေကဘဲဥကြော်များကိုကလေးတွေပကံနဲ့ခတ်ထည့်ပေးထားရာအသားကြိုက်သောအငယ်ကောင်ကမျက်နာမဲ့နေလေသည်မခင်များကတော့ငပိရေကောင်းကောင်းနှင့်တို့စရာကိုမှတ်သူဖြစ်၏ငရုတ်သီးမုတ်လေးများနဲ့နေစားရလျင်ဘာဟင်းကိုမှမလိုပြီးရန်ကုန်ငပိရေကျဲမှငရုတ်သီးမုတ်လေးပါလီဟန်ဖြူထားသဖြင့်သူ့မှလည်းဒညင်းသေးကိုဖိတိုနေရလေသည်ကြည်စမ်းကိုရဲ့ငပိယူဖို့တောင်မေ့သွားတယ်အမတို့ရန်ကုန်မှာငပိဘဲစေးလဲမခင်များကအိမ်ရှင်မချင်းစူဇန်မေးမြန်းသည်ကောင်းဆိုရင်20ဈေးပဲအတင်းဆိုရင်တော့15ကျပ်12ကျပ်ရပါတယ်အိုးရန်ကုန်ကဈေးကြည့်လိုက်တာနော်ဒီတစ်ခါကျမငပိကောင်းပေးလိုက်ပါမယ်နေပါစေရှင်ကဲစားစမ်းပါငါတလောက်ပေါင်းလေးအိုးနေပါစေကျမကတိုးစရာပဲကြိုက်တာဒညင်းသီးလေးတွေကောင်းလိုက်တာဟုတ်တယ်တစ်ချက်8လုံးရလို့မနက်က2ချက်ဖိုးတောင်ဝယ်ထားတယ်စကားမရှိစကားရှာမိသောမခင်များစားလက်စတုံသွားလေသည်ရန်ကုန်မှာတိုးစရာတစ်ခွက်ကိုတောင်2ချက်လောက်ကုန်ပါလားမိမိစားကောင်းဖြင့်စားလိုက်တာငါးပြားစီတတခန့်ရှိသောဒညင်းသီးလေးတွေ10လုံးခန့်ရှိနေပါပေါ့လားထမင်းစားပြီးတော့လက်ဖက်ရည်ချမ်းဝိုင်းမှာလက်ဖက်တုပ်ကိုချပေးသည်စောကပင်မက်လှငွေသည်သူ့သားအကြီးလေးကိုလက်ဖက်တုပ်3ချက်ဖိုးဝယ်ခိုင်းနေတန်းကြရသည်ပကံထဲထည့်လိုက်တော့လက်ဖက်ရည်ပကံများမောက်ယုံလေးသာရှိသည်မခင်များသည်သူ့ကလေးများကိုလက်ဖက်တုပ်ပကံမနှံ့ရန်ဟန်တားလေသည်လက်ဖက်ကြိုက်သောသူကိုယ်တိုင်လည်းဇွန်းသေးလေးနှစ်ဇွန်းထပ်ပိုမနှိုက်တော့ကဲဒီညတော့စောအိတ်ကြမနဲ့မှတရိတ်ဆန်ယုံလိုက်ပို့မယ်ဧကန်းမှာအိတ်ရာပြင်လိုက်ပြီးကျွန်တော်တို့မိသားစုတန်းစီအိတ်ကြသည်အဖေရန်ကုန်ဆိုတာကလည်းကျွန်တော်တို့တော်နဲ့ဘာမှမထူဘူးနော်တားငယ်ကောင်ကသူ့စိတ်ကူးဖြင့်သူပြောလိုက်လေသည်အိုးတားကလည်းဒါကမြို့ထဲမှာမဟုတ်တာမြောက်အုပ်ကလာခေါ်တယ်မနေ့ဖြန်မြို့ထဲလိုက်ပြမယ်ဘူတာယုံကဆင်းလာတော့တာမမြင်လိုက်ဘူးလားတိုက်ကြီးတွေကားတွေလမ်းပေါ်မှာလူတွေအများကြီးလမ်းလျှောက်နေတာပဲမြင်ရတယ်ဖျားပွဲလှည့်လာတဲ့အတိုင်းပဲနော်
သူတို့ကဘာလုပ်ကြတာလဲသွားကြရှိတာသွားကြတာပေါ့ကွာကဲအိတ်ကြတော့မြို့တော်ရန်ကုန်ဤစင်ကြေပုံးဒေသလေးသည်ကျွန်တော်သာပြောသလိုပင်ကျွန်တော်တို့အရက်ဒေသတောရွာလေးနဲ့မချာတိတ်ဆိတ်စွာအိပ်ပျော်စားပြုလေသည်ပဲပြုတ်20သားပေးပါဟင်ဒီကနေ့ဝယ်ရများလှကြီးလားဧည့်သည်တွေရောက်နေလို့ပါဘယ်ရလဲတော့ကပါရော့2ကျပ်40အင်ရှင်မဤပဲပြုတ်ဝယ်တန်တက်တဲ့ကြောင့်ကျွန်တော်တို့ဧည့်သည်မိသားစုလူးလဲထားလိုက်ကြရ၏အိယာချနောင်တွေကိုကမန်းကရန်ဖြုတ်သိမ်းရသည်ရန်ကုန်မှာပဲပြုတ်30သားတစ်ချက်20တောင်ပေးရတယ်နော်မက်ခင်များကတိုးတိုးလှမ်းပြော၏ဟုတ်တယ်မြရဲ့အဆဆရရဈေးကြည့်ရပဲရန်ကုန်မှာဧည့်သည်လုံးရတာအားနာကြပါအကိုရထမင်းစားရမှာတော့အားနာတယ်အကိုတို့သားသမီးတွေကလည်းတိတ်အစားကြည့်ရပဲအပြစ်မှာဝယ်စားကြရအောင်နော်အေးကွာကြုံတယ်လို့ပေါ့ကျွန်တော်တို့ရေမိုးချိုးပြင်ဆင်ကြပြီးမလှငွေတဲ့ခင်းသောနံပြားပဲပြုံးနဲ့လက်ဖက်ရည်များကိုစားတော့ကြသည်ကျွန်တော်သားသမီးများမှသူ့အမေပြောသလိုပင်ပဲပြုံးနံများကိုတဝတပြေစားကြလေသည်မစားဘဲနေပါမလားသူတို့ကအိမ်မှာမနှက်မိုးလင်းသည်နှင့်ထမင်းကြံနှင့်ဟင်းကြံကိုအားရပါရစားကြမည်ပဲပြုံး20သားပြိုက်ခနဲကုန်သွား၏သားရဲ့အစာပြေပဲတော်ရောပေါ့သူ့အမေကမနေသားသဖြင့်ထုတ်ပြောရပြန်သည်မပြောမဖြစ်တော့ပြီနံပြားအချက်ကြီးလေးချက်လဲကုန်လူနေပြီအိမ်ရှင်ကလေး2ယောက်ကလည်းသူတို့အတွက်မကြမ်းပါဆို၍မျက်စောင်းခဲနေပြီမင်းတို့မြို့ထဲဘာနဲ့သွားကြမလဲတငယ်ချင်းကိုပါအေးကမြို့ထဲကရုံတရုံမှလုပ်သည်သူ့မိန်းမကမြောက်ဥက္ကလာစားမြင်ဆွဲစည်းမှာဘော်လီအင်ကြီးရောင်းသည်သူတို့သည်စီစစ်သုံးဆွဲတတ်သဖြင့်ယခုလိုကိုပါအင်္ဂလိပ်နှင့်အခြေတကျနေထိုင်နိုင်ကြခြင်းဖြစ်၏ကိုပါအေးကဘွဲရဖြစ်တော်လဲယခုထိစရေးကြီးဘွားကမတက်သေးပြီလူကလည်းအလွန်အေးလေသည်ဘတ်စကားနဲ့ပဲသွားရမှာပဲကွဓာတ်ဆန်းတွေရှိတယ်ငါနဲ့တခါလေးလိုက်ခဲ့အေးကောင်းတာပဲကျွန်တော်ကလေးတွေကိုတရိတ်ဆန်ယုံလိုက်ပို့မြည်ပြောထားသဖြင့်အိမ်ရှင်ကလေး2ယောက်ကပါလိုက်ချင်နေကြလေသည်ကျွန်တော်ကလောကုတ်ပြူကအားလုံးကိုခေါ်လာခဲ့ရတော့၏ကားပေါ်တက်ရာတွင်ကိုပါအေးဤကလေးများကရန်ကုန်သားများပြီးအပြေးအလွှာတက်နိုင်စင်နိုင်ကြတော့လေကျွန်တော်ကလေးများမှာပြေးလွှာတက်ရသဖြင့်မျက်နှာပြက်နေရရှာသည်ကားပေါ်ရောက်တော့လေကြက်ကြက်တက်တက်ထိုင်ရသည်ကားစီးလျင်မူတက်သောမက်ခင်များသည်အဟုန်ပြင်းစွာမောင်းနေသောကားထဲမှလူတွေဖိညက်ချင်းခံရပြီးချွေးတွေဆူလာလေသည်ကားပေါ်ကဆင်းပြီးတရိတ်ဆန်ယုံဘက်ကိုလမ်းလျှောက်ကြတော့ကျွန်တော်သားအငယ်ကောင်းကပူစားစားပြူသည်အဲ့ဒီကားကြီးစီးရတာဘိုက်တောင်ချောင်းသွားပြီဖေရရန်ကုန်က3မိန်ကားလေးချက်ဓာတ်ဆန်းကားလေးချက်တာပဲနော်ဘယ်ဟာမှမချောင်းဘူးအေးဟိုဘတ်ကားကြီးတွေသာဆိုတာတော့ချက်သည်မင်းဘိုက်ဆိုင်နေအောင်ကွာတရိတ်ဆန်ယုံကထွက်မှထမင်းစားကြမယ်လေစားတယ်ဖေရဲ့ဟိုကျွန်တော်တို့ကိုရန်ကုန်ရောက်ရင်ဖာလူတာတိုက်မယ်ဆိုအဲ့ဒါနေ့လယ်ထမင်းစားပြီးမှကောင်းမှာပေါ့ကွာအခုလောလောဆယ်ရေတောက်ကွာကျွန်တော်ဒီတရိတ်ဆန်ယုံအဝင်ဝတွေမင်းသူတို့ကိုရေခဲရေတိုက်ရလေ၏မခင်များလည်းစိတ်ချလက်ချပင်ရေခဲရေကို2ခွက်3ခွက်အဝတောက်ပစ်လိုက်သည်အားလုံး8ခွက်တစ်ချက်20ကျတယ်ပတ်စံထုတ်ပေးသောအခါမခင်များမျက်လုံးပြူသွားသည်တစ်ခွက်15ပြားဆိုသောစာတန်းကိုလည်းယခုမှမြင်သည်ဖះရေကြီးတောက်တာတောင်တစ်ချက်ကြော်တယ်ထမင်းစားရင်ဘလောက်ကုန်မှလဲအကိုမခင်များသည်တောသူပြပြငွေကိုအလွန်နှမျောလေသည်အစားအသောက်အဝတ်အထည်အတွက်ငွေကိုမြည်သည့်အခါမျှရရရောမသုံးတတ်ပေကျွန်တော်တို့မှာရန်ကုန်မလာခင်ကပင်ပြင်ဆင်စရိတ်အတွက်အတော်ကုန်ခဲ့ရပြီမဟုတ်ပါလားမြားကလည်းကွာခရီးသွားတာဒီလိုပဲပေါ့တခါတလေရောက်တာကုန်နေခန်းနဲ့တွက်မနေပါနဲ့ကဲလာကြကျွန်တော်ကဦးဆောင်ကတရိတ်ဆန်ယုံနဲ့ခေါ်သွား၏ကလေးတွေကဆင်စည်းခြင်းသည်ယထာစည်းခြင်းသည်ဆို၍သူတို့ပြောပါစေဟုလက်မှတ်ဝဲရပြန်သည်ကျွန်တော်စေတံတွေတရွက်ပြီးတရွက်ထုတ်နေရသည်ကိုမခင်များလိုက်ကြည့်ပြီးစိတ်တွက်နေသလားမသိမျက်နှာမကောင်းလှပြီမြဒီဘက်မှာချင်းတစ်ကြီးကြည့်လေဘာရီရှောက်ငင်းနေရလဲမခင်များသည်တရိတ်ဆန်တွေကိုစိတ်ဝင်တစားမကြည့်နိုင်ဟ
ဟိုနားတီနားမှာပူးကတ်ထိုင်နေကြသောအတွဲတွေကိုဇောင်းငန်းနဲ့ကြည့်နေတော့သည်အကိုရဲ့ဟိုမှာကြည့်ပါဦးလူမြင်ခွေးကြီးမှာဖတ်ထားကြတယ်အဲ့ဒါလင်မယားတွေလားအိုးမြားကလည်းဒီလောက်ငယ်ငယ်လေးတွေလင်မယားဘဲဟုတ်ပါမလဲသမီးရည်စားပေါ့သမီးရည်စားမို့ဒီကိုလာတာပေါ့ဟုတ်ပါရဲ့ကျောင်းလွယ်အိတ်လေးတွေဖေးချလို့သမီးလေးကိုအဲ့ဒါတွေမမြင်စေချင်ဘူးပြန်ရအောင်မြားကလည်းခလေးတွေတရိတ်ဆန်တွေကြည့်ပါစေအောင်မခင်များသည်10 နှစ်တာရှိသေးသောသူ့သမီးလေးကိုအတွဲတွေနှင့်ကင်းရသို့လှည့်ပတ်ခေါ်ရှာသည်သို့သောဘယ်နေရာမှမလွတ်၍သူလက်လျှော့လိုက်သည်တရိတ်ဆန်ယုံမှထွက်တော့ကျွန်တော်ကိုယ်တိုင်လေဘိုက်ထဲမှာတကြုံမြည်အောင်စားလာသည်ကျွန်တော်မိသားစုကိုရန်ကုန်ရောက်တုံးရောက်ခိုက်အစားကောင်းကောင်းကြွေးခြင်းသည်မခင်များနှင့်ကလေးများသည်စားတောက်ဆိုင်များတွင်မစားဘူးပေအဖေထမင်းစားတယ်သမီးကြီးကပါပူစားသည်အေးစားရမှာပေါ့လာမင်းတို့ကိုတရုတ်ဟိုတယ်မှာကျွေးမယ်ဟီပျော်စရာကြီးအဝေးကြီးသွားရအောင်မလားဖေကားစီးသွားရင်ခဏလေးနဲ့ရောက်မှာပါလာကြကျွန်တော်ဒီမိမနဲ့ကလေးတွေတတိကြီးကိုဥဆောင်ခေါ်ငင်ကကားတွေမတိုက်မိအောင်အော်ရဆွဲရငင်ရ၏ယခုနေများကျွန်တော်เจ้าနေဘက်တငယ်ချင်းတွေမြင်ရင်ကျွန်တော်ကိုဟားမိလားတနာမိလားမသိရန်ကုန်ရောက်ခရဲကဘာမှမတုံးရပဲကားကအတော်ထိနေပြီဒီတခါဘတ်ကားစီရတော့မြေဟုစိတ်ကူးသည်ထမင်းကိုနီးရမြို့လေကောင်ကြုံရမှာပဲစားမည်ဒါမှကလေးတွေမြို့ထဲရောက်ဘူးမြင်ဘူးမည်ကျောင်းသားဘဝကတော့ကျုံဝါလိုဆိုင်မျိုးကိုမြို့လေကြလွန်၍တောသားတွေမှစားသည်ဆိုကမစားကြပြီဘတ်ကားတစ်စီးဆိုင်လာ၍ကျွန်တော်ကဥဆောင်ကအားလုံးကိုကားပေါ်တင်ပေးရ၏နောက်ဆုံးကျွန်တော်တက်နေစဉ်ကားကဘိန်းလိမ့်စပြုတ်သည်အတွေ့အကြုံမရှိသောမခင်များသည်လူတွေရောက်သွားပြီးကျွန်တော်ပါလာသည်ကိုမတွေ့သဖြင့်ထိတ်ပြဖြစ်ရပြန်၏ဟဲပူစုမချစ်တူနင့်ဖေရောခလေးတွေငယ်နာမည်ကိုခေါ်ကအရေးတကြီးမေးလိုက်သောမခင်များ၏အတန်သည်ကျေလောင်လာသည်ခလေးတွေမှလည်းလူတွေကြားထဲညက်နေ၏ကျွန်တော်မှဘတ်ကားကိုခိုတက်နေရသဖြင့်သူတို့ကိုမမြင်နိုင်မသိဘူးမေရအဖေကြံခဲ့ပြီထင်တယ်အမလေးဒုက္ခပါပဲမခင်များငိုတော့မလို့ဖြစ်နေစဉ်ကျွန်တော်ကားပေါ်ရောက်လာသည်မင်းတို့ဖေပါပါတယ်ကွာဟုတ်မှာကိုပါအေးခလေးတယောက်ကလှမ်းပြောလိုက်သဖြင့်သူတို့စိတ်သက်သာရသွား၏စူးလီမတ်တိုင်ကိုရောက်တော့လူတွေအတော်များများကားပေါ်မှာဆင်းကြလေသည်ကျွန်တော်ကလေးများသည်နေရာလွတ်တွေမှာအပြေးလွှမ်းဝင်ထိုင်ကြ၏ဟေးထိုင်မနေကြနဲ့ဓမ္မဆင်းရမှာလာကြမခင်များနှင့်ကလေးတွေတရောတော်ပါဆင်းလာကြရပြန်လေသည်စုလေဖျားလန်းကိုဖြတ်ကူးတော့လေကျွန်တော်တို့မှတတိတတန်းမခင်များသည်မျက်နှာပြက်နေရှာ၏ဆိုင်တွင်ကျွန်တော်မှကြွေးသောတရုတ်ဟင်းလျာများကိုကလေးတွေနှစ်သက်စွာစားကြသည်သူတို့စားပုံမျိုးနဲ့ပကံများတဲ့ခက်ရွထည့်ထားသောဟင်းတွေမှကုန်လွယ်လာသည်မခင်များကငပိရေမပါ၍မစားနိုင်ထမင်းစားပြီးငွေရှင်းသောအခါမခင်များမျက်နှာပြက်ပြန်သည်မျက်နှာချင်းဆိုင်ဝိုင်းကကောင်မလေးတစ်ယောက်နှင့်ကောင်လေးတစ်ယောက်စကားတွတ်ထိုးကမှားထားသောဟင်းတွေကိုအကုန်မစားဘဲငွေကိုအိန္ဒြေရထုတ်ရှင်းသည်ကိုကြည့်ကမခင်များအံ့ဩနေပြန်သည်ဖေဘိုင်စကုတ်ကြည့်ရအောင်ဖေမျိုးသားပြတိုင်းလိုက်ပြမယ်ဆိုသားနဲ့သမီးကပြိုင်တူပြောကြသည်ရုပ်ရှင်ကြည့်တာကဖြည်းဖြည်းပေါ့ကွာအမျိုးသားပြတိုင်းအရင်သွားမယ်ဘတ်ကားစီးရအောင်မလားမခင်များကစိုးရိမ်ကြောက်ကြစွာမိသည်မစီးရပါဘူးလမ်းလျှောက်သွားကြမယ်လေတိတ်မငေးကြနဲ့ကွာကားလန့်ကူးရင်လည်းမြန်ကူးမြန်တော့ကူးတာပဲဒါပေမဲ့ကားတွေကလည်းတိတ်မြန်တာပဲလူတွေကိုလှဲ့ကိုမကြည့်ဘူးနော်မခင်များကတူညိ၏ကျွန်တော်တို့တတိုက်သည်အနော်ရထားလမ်းတစ်လျှောက်ရှောက်လာကြလေသည်တေးတန်သွင်းဆိုင်များလက်ဖက်ရည်ဆိုင်များကိုဖြတ်လာကြသည်ပလက်ဖောင်းပေါ်မှာလည်းလမ်းသွားလမ်းလာတွေစီကားလာသည်ရန်ကုန်မြို့ကြီးကကျွန်တော်နှက်ဆက်မရောက်နိုင်ခဲ့သည့်10 နှစ်ကျော်ကာလအတွင်းများစွာပြောင်းလဲခဲ့ပြီကျွန်တော်တို့ကျောင်းနေစဉ်ကာလကရန်ကုန်မြို့ပေါ်မှာကားတွေဒီလောက်ရှုပ်ထွေးခြင်းမရှိသေးယခုတော့နိုင်ငံခြားမှတင်သွင်းသောခင်မီကားတွေကများပြားလာကလမ်းတွေကတော့ရခင်တိုင်းသာမို့ကားတွေသည်လမ်းပေါ်မှာရှန်ကြတော်မူသို့ရှိသည်လူတွေကလည်းရခင်ကထက်အဆများစွာများပြားလာသည်မို့
လူသွားလမ်းပလက်ဖောင်းပေါ်မှရှန်ကြနေသည်လူတွေနှင့်ကားတွေပုတ်ခါတီးကလေးရှောင်းတိန်သွားလာနေပုံကိုမက်ခင်များကတအံ့တောငေးကြည့်ရင်လျှောက်လာကတနေရအရောက်တော့ဒုံကနေချေချော်ကျသွားလေသည်ဟင်းမြဘင်းနာသွားလေမြကငေးတာ哦မြကတညီရဲမှတ်လို့အောက်ငုံမကြည့်ပဲရှောက်လာမိတာမက်ခင်များဤခြေထောက်တစ်ဖက်သည်ခုံးထနေသောပလက်ဖောင်းကြောက်ပြားနှင့်တိုက်မိကတခြားတစ်ဖက်ကကျုံနေသောပလက်ဖောင်းကြောက်ပြားကြားတွင်ဝင်သွားသည်လမ်းကညီတာမဟုတ်ဘူးမြရဲ့ရှောက်ရင်အောက်ကိုကြည့်ရှောက်ရတယ်မက်ခင်များသည်သူ့ခြေတစ်ဖက်ကိုနှိမ့်နေရင်ဆက်လိုက်လာရလေသည်ဒီတခါသူမငေးဝွန်တော့လှိုင်းထသလိုဖောင်းကြွကြုံဝင်ကျိုးပဲ့နေသောပလက်ဖောင်းကြောက်ပြားများကိုတတိကြီးစွာဖြင့်ကြည့်ရင်ရှောင်တိန်လာရတော့သည်တီးတန့်သွင်းဆိုင်တွေထဲမှဆူဆူညံ့ညံ့ဖွင့်ထားသောတခြင်းတန်တွေကို၎င်းတဝီဝီပြေးနေသောကားများကို၎င်းမက်ခင်များစိတ်မဝင်စားနိုင်တော့ကျွန်တော်လည်းကလေးတွေကိုလက်ဆွဲကပလက်ဖောင်းပေါ်မှာခက်တီတီနေရာယူထားကြသောလက်ဖက်ရည်ဆိုင်များစွာကိုဖြတ်ကျော်ခဲ့ရသည်အမျိုးသားပြတိုင်းမှာကလေးတွေကိုလိုက်လံပြသပြီးအငယ်ကောင်ကထုံးစံအတိုင်းတက်စခန်းထပြန်သည်အဖေဖာလူတာတိုက်မယ်ဆိုပြီးရင်ဘိုင်စကုပ်ကြည့်မယ်နော်သမီးဖြစ်သူကတော့လမ်းလျှောက်ရ၍သူ့အမေလိုချွေးဆိုနေသည်ဖနက်အစ်စ်ကလည်းနာသဖြင့်မျက်နာကခတ်မဲမဲဖေဈေးဝယ်မယ်လေခေါင်းဝအင်ကြီးလိုချင်၍ခတ်တူတူပြောသည်နောက်ရက်တွေရှိသေးတာပဲကွယ်အကိုရွှေတကုံဖျားမရောက်သေးဘူးနော်သူ့အမေကသတိပေး၏သွားတာပေါ့ကွာအားလုံးစုံအောင်ပို့ပေးပါမယ်လာခုတော့လမ်းနဲ့လျှောက်လိုက်အောင်အဝေးကြီးလားသမီးနဲ့အမေပြိုင်တူမေးသည်မဝေးလာပါဘူးကဲလာကြအမောပြေအောင်အေးတောက်မယ်ဈေးခဏဝင်မယ်နောက်ရွှေတကုံဖျားသွားပြီးပြန်ကြမယ်ရုပ်ရှင်ကတော့နောက်နေ့မှကြည့်တာပေါ့ကွာတားငယ်ကတိတ်မကြည့်နဲ့ကျွန်တော်တို့လူတိုင်းသည်ကုံတယ်လန်းတိုင်းပြန်လျှောက်ခါစုလီရောက်မှအပေါ်ကိုပြန်တက်သည်ဟင်ဟိုဟာဘာဖျားလဲကိုစုလီဖျားလေမြရဲ့မြို့လေကောင်မှရှိပြီးဘသူမှမဝင်ဖြစ်ပဲကက်ကက်ကြော်သွားလို့ကက်ကြော်ဖျားလို့လဲခေါ်တယ်ဝင်ဖူးရအောင်နော်မက်ခင်များကခရီးသွားလျင်ရောက်သည့်နေရာမှာဖျားဖူးရမည်ဟုဆွဲမြဲယုံကြည်ရှာသည်ထို့ကြောင့်ကျွန်တော်သည်ကလေးတွေတယောက်နှင့်တယောက်လက်ချင်းဆက်စေကကားရှုပ်ထွေးပြီးကူးရန်ခတ်ခဲသောစုလေဖျားစီရောက်အောင်ပြေးကူရပြန်သည်ငါကကူးဆိုတာနဲ့တပြိုင်နဲ့လိုက်ကူးကြနော်ရှေ့ကိုလည်းအလုံးမကြည့်နဲ့နောက်မှလည်းမကြံခဲ့စေနဲ့ကားဆက်ပြတ်အောင်အတော်လေးစောင့်ပြီးမှကူးခဲ့ကြရသည်ဖျားဖူးပြီးတစ်ဖက်မုံမှဆင်းကရတာမုံတိုက်စီသို့ကူးကြပြန်သည်ကားတွေကပို၍ပင်ရှုပ်ထွေးနေသဖြင့်ကျွန်တော်တို့တစ်ဖက်ကန်းသို့တော်တော်နှင့်မရောက်ဒီကြားထဲမက်ခင်များကကဘာလက်ခရီးတဲ့အမျိုးသမီးများကိုငေးနေသဖြင့်သူ့လက်ကိုစောင့်ဆွဲခဲ့ရပြန်လေသည်အကိုဟိုမိန်းမတွေကဘာတွေလဲမျက်လုံးပြူမျက်စံပြူဖြစ်နေသောမက်ခင်များကိုကြည့်ကကျွန်တော်ရည်ကျင်လာသည်ကျွန်တော်ကလေးများကပါဘောင်းမီတိုတိုအင်ကြီးပါပါနှင့်အမျိုးသမီးများကိုအထူးဆန်းဖြစ်ခါလိုက်ကြည့်နေကြသည်ကဘာလက်ခရီးတွေလေအကိုဟိုမိန်းမကအင်ကြီးဝတ်ထားတာအတွင်းကန်လည်းမပါဘူးနော်ဘောင်းမီလေးတွေကလည်းတူလိုက်တာမက်ခင်များကတိုတိုကပ်ပြော၏သူ့မျက်နှာမှာလည်းအလိုလိုနေရင်ရှက်သွေးရောင်တန်းနေသည်ရတာမုံတိုက်မှသူတို့ကိုအေးတိုက်သည်ပြီးတော့ဈေးဘက်ကိုလမ်းလျှောက်ခေါ်သည်အနော်ရထားလမ်းတစ်လျှောက်မှခေါ်လာစဉ်ဓမ္မောက်ဆိုင်တွေရှိအရောက်ဈေးခေါ်တွေကလာလေးမှဓမ္မောက်စားမလားဆိုကအတင်းပိတ်ဆို့ထားသဖြင့်မက်ခင်များကိုမနှဲဆွဲထုတ်ခဲ့ရပြန်သည်ကျွန်တော်ကိုယ်တိုင်လည်းဒီလမ်းတွေကိုမလျှောက်တာကြလေပြီဒီလိုအတင်းအဓမ္မခေါ်ငင်ပုံမျိုးကိုလည်းကျွန်တော်မကြုံစဘူးမျိုးပြဤရင်ကျေးမှုသည်ရှုပ်ထွေးစုညံနေကကျွန်တော်ကိုယ်တိုင်လည်းခေါင်းနှောက်စာပြု၏အနော်ရထားလမ်းတစ်လျှောက်သည်လမ်းသွားလမ်းလာတွေဖြင့်စီကားပြည့်ကျက်နေလေသည်ပလက်ဖောင်းပေါ်မှာဈေးတွေပြည့်နေသဖြင့်လူတွေလမ်းပေါ်ဆင်းလျှောက်ကြသည်ကားတွေကပုတ်ခါတီးကဖြတ်တန်းသွားနေ၏မက်ခင်များကတော့စိတ်ဝင်စားစရာတစ်ခုချက်ချင်းတွေ့သွားလေသည်အင်ကြီးအဟောင်းပုံကြီးရှိမှမက်ခင်များတယောက်အကြနောက်ဝင်ထိုင်လေတော့၏မရားလိမ်မှာမက်ခင်များကျေနပ်အောင်ဝယ်ပြီးမှရန်ကုန်မြို့တော်၏တကယ့်ဈေးကြီးများစီခြေဦးလှည့်ရတော့သည်လဟာပြင်ဈေးသစ်ဗိုလ်ချုပ်ဈေးသစ်မက်ခင်များသည်ပါဇက်အဟောင်းသားဖြင့်ဟိုငေးသည်ငေးဖြစ်နေသည်ပါဇက်အိတ်လေးများမ
မိမအတုံးဆောင်များကိုဈေးမေးကြည့်လိုက်ပြန်ချထားလိုက်လုံနေရသည်ကစားစရာဆိုင်ရှိတွင်ကလေးများကရက်ကြားပြီးအိမ်ရှင်ကလေးတွေကတိုက်တွန်းမှုဖြင့်ကျွန်တော်သားကနိုင်ငံခြားကစားစရာမော်တော်ကားလေးကိုလက်ညှိုးထိုးလေသည်အဲ့ဒါဘယ်လောက်လဲကျွန်တော်ကစွန့်စွန့်စားစားဝယ်ပေးမည်ဟုစိတ်ကူးကဈေးမေးလိုက်တော့ဆိုင်ရှင်က150ဟုခတ်တင်းတင်းဖြေသည်မက်ခင်များသည်သူ့သားကိုဝေးရသို့ဆွဲခေါ်သွားသည်သားကအတင်းနောက်ပြန်ဆုပ်သည်သူ့အမေကဆွဲသည်သားကငူမင်းမဲဖြစ်လာသည်သူ့အမေမျက်နှာထားကတင်းလာသည်ကျွန်တော်က340ခန်းနှင့်ရမည်ကစားစရာတစ်ခုကိုရှာရလေသည်မင်းနောက်ကိုဒီလိုလုပ်နေရင်ခေါ်မလာတော့ဘူးပြန်မယ်မက်ခင်များကသားကိုကြိမ်မောင်သည်အမေပဲရန်ကုန်ရောက်ရင်ကစားစရာဝယ်ပေးမယ်ဆိုစကားမရှိနဲ့လာတွားမယ်ဓမ္မဒီကားလေးယူပါလားသားရဲ့ကျွန်တော်ပြတော့ကားလေးကိုသားကတိတ်မလို့ချင်းကိုပါအေးအေးကလေးများကလည်းထောက်ခံခြင်းမပြုအကိုကလည်းအလိုမလိုက်ပါနဲ့အဲ့ဒါရောဘယ်လောက်တဲ့လဲ45ကျပ်တဲ့အိုးဈေးကြည့်တယ်မဝယ်ပါနဲ့လာတွားမယ်ကျွန်တော်ကတော့ကျွန်တော်သားငယ်ကိုပြောစီခြင်း၍ဇွတ်ပင်ဝယ်လိုက်ပါသည်နောက်ဆုံးတော့မရတာယူမဖြစ်တော်မူမို့သားငယ်က45ကျပ်တန်ကားတိတ်တိတ်လေးကိုပိုက်ခါဆက်လိုက်လာသည်တမီးကိုပေးထားသည့်ခရီးအတိုင်းခေါင်းဝန်းတစ်ထည်ဝယ်ပေးဖို့ရှာရသည်မက်ခင်များရောက်ဖူးမြင်ဘူးစီရန်တင်မော်ရန်ခေါ်မှန်ခိုပစ္စည်းတွေရောင်းသည့်ဘက်ကိုခေါ်ပြသည်အင်ဒိုနီးရှားပါတိတ်တွေကီမိုနိုတွေအီရှန်တွေရုံမွေးစက်တာတွေဖြင့်မိမသားတို့တက်မတ်စရာတွေပြည့်နှက်နေသောဗိုလ်ချုပ်စည်း၏အချက်ချနေရမှာကျွန်တော်ဇနီးမက်ခင်များတယောက်အံ့ဩငေးမောကြည့်ရှုနေလေသည်အမေဒီမှာတွေ့ပြီသမီးဖို့လေခေါင်းဝင်တွေ့ပြီသမီးဤအားရဝမ်းသာအွန်လိုင်းတန်ကြောင့်ကျွန်တော်တို့အားလုံးခြေလန်းတက်ငါတခုသောဆိုင်ရှိမှမဝတ်မရဲရက်ကြရရှာလေသည်တဆိုင်လုံးကလေးအင်ဂျီတွေနှင့်ပြည့်နေအောင်ခင်းကျင်းထားသည့်ဒီဆိုင်ထဲမှာသမီးနဲ့တင့်တော်လိုက်ဖက်မဲ့အင်ဂျီတစ်ထည်ကိုတော့မလွဲမသွေရနိုင်ပေပြီအစင်သွေးတွေကကောင်းလွန်လှလွန်သဖြင့်ကျွန်တော်ကတော့ဈေးကိုခံမှန်းမိပြီမက်ခင်မြလည်းရိပ်မိနားလေပုံရသည်နောက်တွေ့အောင်မှာပေါ့သမီးရဲ့ရှောက်ကြည့်အောင်မယ်လေသမီးကအငဲ့ကောင်းလို့မဟုတ်ဇွတ်တရွတ်မပူစားတတ်သို့တော်ဒီတစ်ခါတော့နည်းနည်းဆန္ဒပြခြင်းသည်နေရမှမရွေဒီတော့လေကျွန်တော်မှာသားသမီးများဤအလိုဆန္ဒကိုဖြည့်စွမ်းပေးလို့စိတ်ပြင်းပြလာရသည်သမီးကဘယ်ဟာကိုလိုချင်လို့လဲသမီးသည်ခတ်တွတ်တွတ်ပင်အင်ကြီးတစ်ထည်ကိုလက်ညှိုးထိုးပြသည်မင်းကလေးပီပီသူနှင့်တင့်တော်လိုက်ဖက်မိအင်ကြီးကိုတန်းကနေရွေးပြနိုင်သည်မှာချီကျူးစရာပင်အဲ့ဒါ150ဈေးတယ်ကအင်ကြီးကိုတန်းပေါ်မှာဆွဲမချခင်ဈေးကိုအရင်ပြောသည်မက်ခင်များကသမီးကိုလက်ဆွဲကဆိုင်ထဲမှထွက်မြေပြူ၏ကျွန်တော်ကဝယ်ပေးရန်ဆုံးဖြတ်ပြီးသားမို့အင်ကြီးလေးကိုလှမ်းယူသည်မက်ခင်များကအံ့ဩဟန်ဖြင်းကြည့်စေသမီးကကျွန်တော်လက်ကိုဆွဲမြဲစွာရက်နေသည်တရားထားပါလားဗျာရဲရဲဝံ့ဝံ့စစ်လိုက်တော့ဈေးတယ်ကလိုက်ရောဟန်ပြလာ၏တရားတော့မရဘူးရှင်ဒီဘက်ကဟာလေးဆိုရမယ်သို့တော်သမီးမျက်လုံးကဒီအင်ဂျီမှာမရွေသူ့မိကစိတ်ရှုပ်ထွေးစွာကြည့်နေစေကျွန်တော်က120ဖြင့်စစ်ခါစွန့်စွန့်ဆာဆာဝဲလိုက်လေသည်အဖေကသူ့ကြတော့100ကျော်တဲ့အင်ဂျီဝယ်ပေးတယ်ကျွန်တော်မို့လည်းဝယ်ပေးသားကတစ်စက္ကန့်ထတော့မက်ခင်များသည်သူ့စိတ်ကူးရင်ငေးမောကြည့်ရှုနေသောမိမအတုံးဆောင်များကိုလှည့်မကြည့်အားတော့ပင်ဗိုလ်ချုပ်စည်းထဲမှအမြန်ဆုံးထွက်ခွာဖို့ပြင်လေသည်။ကိုင်သားတို့ကမပူစားနဲ့တော့နောက်နေ့တွေရှောက်လေဖို့ရှိသေးတယ်လေဖះလဲသွားရအောင်မယ်လာကြကျွန်တော်ကခလေးအလုံးကိုဆွဲကရန်ကုန်မြို့၏အထက်တန်းစားအတုံးဆောင်ပစ္စည်းများခင်းကျင်းစုဝေးရာဌာနမှထွက်ခွာကြရသည်။ရုံထဲမှထွက်သည့်ခြေလမ်းကိုလှမ်းစေအစွန်ဆုံးကီမိုနိုတွေရောင်းသောဆိုင်ရှိမှအမျိုးသမီးတယောက်ကိုမြင်သည်ပထမတော့မတွေ့ချင်အောင်ဆောင်ပြီးထွက်သွားရမည်လားစိတ်ကူးသည်၏သို့တော့နောက်ကျသွားပြီအမျိုးသမီးသည်သူ့လက်ထဲမှလုံကြီးကို300အတီရအောင်စစ်ရင်ကျွန်တော်တို့ကလေးတတိုက်ရုတ်ရုတ်ရက်ထွက်လာသည်ကိုလှည့်ကြည့်ရမှကျွန်တော်တခေါင်သားကိုမြင်သွားလေသည်ကိုတန်းအောင်မလားဘယ်တော့ရောက်နေလဲရုတ်တရက်ဖွင့်မမေးတော့လဲသူ့မျက်လုံးကကျွန်တော်ဘေးပတ်လည်မှကလေးများနှင့်ကျွန်တော်မိမမက်ခင်များကိုဝေဝဲကြည့်လိုက်လေသည်ကျွန်တော်မှလွှဲဆောင်၍မရတော့ပဲသူနှင့်မျက်နှာချင်းဆိုင်ရ၏တ
ကယ်တော့သူနဲ့ကျွန်တော်မှအလွန်ရင်းနှီးသောအတိမိတ်ဆွေများပါအတန်းတူဘာသာတူနေခဲ့ကြရပြီးယခုသူခင်မွန်ကိုမြတ်ကျော်မှလည်းကျွန်တော်အချစ်ဆုံးတငယ်ချင်းတစ်ယောက်ပင်ဖြစ်ခဲ့သည်မနေ့ကပဲရောက်တယ်ခလေးတွေရောမရောက်ဘူးလို့အလှည့်ခေါ်လာတာဒါကျွန်တော်မိမမက်ခင်များလေကိုမြတ်ကျော်ပါမလာဘူးလားကျွန်တော်ဒီပစ္စည်းတွေအထုပ်တွေမနိုင်မနှင်းပွေ့ပိုက်ထားသောမတ်တပ်မွန်ကိုမက်ခင်များနှင့်မိတ်ဆက်ပေးလိုက်ရသည်မက်ခင်များကမတ်တပ်မွန်ကိုငေးဆိုင်ကြည့်ရှုနေရရှာ၏မြဒါလေကိုပြောနေတဲ့ကိုမြတ်ကျော်ရဲ့ဇနီးမတ်တပ်မွန်ဆိုတာမက်ခင်များကမုံမရဲပြုံပြသည်မက်ခင်များဤအသွင်ပြင်နှင့်မတ်တပ်မွန်ဤအပြင်စင်ကတော့အရှိနှင့်အနောက်တောင်နှင့်မြောက်ပမာဝေးကွာလာကြသည်မတ်တပ်မွန်ကကိုယုံကြည်မှုအပြည့်ရှိသောမိမတို့ဤဟန်ပန်ဖြင့်ရီမွန်စွာနှုတ်ဆက်လေသည်မတ်တပ်မွန်နှင့်ရှင်းလိုက်တော့လုံးကြီးပေါက်လာမက်ခင်များဤအလှသည်ရိုးစင်းမိမ့်မိန်သွားသည်မတ်တပ်မွန်ကတော့ထိတ်ထိတ်ဝါဝါရှိလာသည်မိသားစုတစုလုံးအလဲခေါ်လာတာများကိုတန်းအောင်ရဲ့အင်းကိုဘာလို့ခေါ်မလာတာလဲခုဘမတဲကြတယ်ပြောစမ်းပါအောင်ကိုပါအေးတို့အိမ်မှာကိုပါအေးဘဲကိုပါအေးလဲကိုပါအေးသည်ကျောင်းနေစဉ်ကအဆောင်မှာနေသဖြင့်ကျွန်တော်နှင့်သာရင်းနေသည်ကိုမြတ်ကျော်တို့မတ်တပ်မွန်တို့ကမြို့ထဲမှာကိုပိုင်ကားနှင့်ကြောင်းတက်ကြတဲ့သူတွေပဲကျွန်တော်နှင်းကအားကစားဘက်မှာဝါသနာတူ၍ခင်မင်ချရခြင်းဖြစ်၏ဟိုလေအရှိကြီးနဲ့ခေါ်ကြပါရောအသားညိုမျက်မှန်နဲ့အော်သူကဗမာနေတာလေမြောက်ဥက္ကလာမှာအိုးဝေးလန်ကိုတန်းအောင်ရဲ့အိမ်မှာလာတဲရော့ပေါ့ကဲခုတခါလေးလိုက်လေကြပါလားမတ်တပ်မွန်ဤဖော်ရွေမှုကြောင့်ကျွန်တော်ဇနီးမခင်မြလည်းရှင်ပြလာပါသည်သို့တော်မတ်တပ်မွန်တို့အိမ်ကိုလိုက်မတဲစေရန်ကျွန်တော်လက်မကိုအသာခိုး၍လက်ဖြင့်ကုပ်နေသည်ကိုလည်းကျွန်တော်သိသည်ခုတော့နေပါအောင်မတ်တပ်မွန်ရဲ့အိမ်ရှင်ကလေးတွေလည်းပါလာတယ်မြတ်ကျော်ကြီးကိုလည်းပြောလိုက်ပါသတိရတယ်လို့သတိရရုံနဲ့တော့ဘယ်ဖြစ်မလဲကိုတန်းအောင်ခုမလိုက်ချင်နေမနှက်ပြန်လာခေါ်မင်းအိမ်မှာထမင်းစားအိမ်လိပ်စာပေးခဲ့မတ်တပ်မွန်ကစကားပြောရင်လက်ထဲမှာအထုပ်တထုပ်လျှော့ကြသဖြင့်ကျွန်တော်ကကောက်ပေးရသေးသည်ဒုက္ခများနေပါမယ်ဗျာကျွန်တော်မတ်တပ်မွန်အိမ်ကိုမလိုက်ချင်သည်မှာအခြားအကြောင်းများလည်းရှိနေပေသည်မရအောင်တငယ်ချင်းတွေတစ်ခါတလေတွေ့ရတာရှင်းတငယ်ချင်းကလည်းသူ့လုံနဲ့သူအားရတယ်မရှိပါဘူးခုတောင်တယောက်တည်းဈေးလာရတာကြည့်မနေ့ဖြန်တော့သူလဲအားတယ်ငယ်ကအကြောင်းလေးတွေစမြုပ်ပြန်ပြီးပျော်ကြရအောင်မတ်တက်လာခေါ်မင်းကျွန်တော်မငင်းတာတော့ကိုပါအေးလိပ်စာကိုစာရွက်တရွက်မှာရေးပေးလိုက်ရသည်ပြီးတော့အထုပ်ပိုးတွေမနိုင်မနှင်းဖြစ်နေသောသူ့ကိုဝိုင်းဝန်းကူညီကာကားစီအရောက်လိုက်ပို့ပေးရလေသည်ကားကိုကြော့မော်မောင်းထွက်ရင်လက်ပြနှုတ်ဆက်သွားသောမတ်တက်မွန်ဤဟန်ပန်မှာငေးမောစရာပင်အဲ့ဒီအန်တီကလှလိုက်တာနော်ဖေတငယ်ချင်းလားဟင်သမီးကမေးသည်ဆိုပါတော့ကွယ်ကဲလာဖေတို့ရွှေတကုံဖျားသွားရအောင်ဘတ်စကားမစီးချင်ဘူးဖေရဲ့ဟိုသုံးမင်းကားခေါ်ပါစောကအန်တီကားနဲ့လိုက်သွားရရင်တိတ်ကောင်းမှာပဲသားကပြော၏ဟဲ့နင်းနဲ့ဘာဆိုင်လို့သူများကစီးချင်ရတာလေတဝန်တူချင်းလားအမှန်ကိုပဲပြောချင်းလားမသိခမမပြောလိုက်သောစကားသည်တကယ်တော့လည်းမှန်ပါပေသည်မတ်တက်မွန်ဤဘဝနှင့်ကျွန်တော်တို့ဘဝကဘာမှမဆိုင်ပါပြီမတ်တက်မွန်နှင့်ကျွန်တော်သည်တာမန်အတန်းသူအတန်းသားအချင်းချင်းထက်ပို၍ခင်တွယ်မှုရှိခဲ့ကြပါသည်ကျွန်တော်ဘတ်စကတ်ဘောကစားတိုင်းရှေ့ဆုံးမှထိုင်၍အားတက်သရောအော်ဟစ်အားပေးခဲ့သူမှာမတ်တက်မွန်ပဲမဟုတ်ပါလားတက္ကသိုလ်ဤအညွန့်အဖူးအလှပဆုံးမိန်းကလေးတယောက်ဤဂယုဆိုင်မှုအတိမတ်ပြုခြင်းကိုခံရသည့်အတွက်ကျွန်တော်သည်တငယ်ချင်းအပေါင်းအသင်းများအလယ်မှာဖိုးဆွန်ဖြစ်ခဲ့သည်ဒီအတွက်ကျွန်တော်ကိုယ်တိုင်လည်းဂုဏ်ယူတာယာခဲ့မိသည်မှာအမှန်သို့သောထိုသို့တာယာခဲ့မိခြင်းအတွက်ကိုလိပ်ပြားကိုကိုရှက်ရခြင်းသည်သာအဖက်တင်ခဲ့သည်ကစားရုံမှထွက်တိုင်းလိမ္မော်သီးလေးတွေတကြားလုံးလေးတွေမျက်နှာတုပ်ပွားလေးတွေလာပေးတတ်သောမတ်တက်မွန်ကိုပုဂ္ဂိုလ်ရေးရခင်တွယ်၍လားအတန်းသားချင်းမို့ကို့အသင်းဘက်ကနိုင်အောင်ကစားပေးသူကိုဂုဏ်ပြုသည်လားကျွန်တော်မခွဲခြားတတ်ခဲ့ပါစိတ်ကူးရင်အိမ်မက်တွေဖြင့်ကျွန်တော်မိန်မောစာပြုသည်မတ်တက်မွန်ကလည်းပွင့်လင်းပြူငါသောမိန်းကလေးတစ်ယောက်ပဲကျွန်တော်ကိုတခြားယောက်ျားလေးများထက်အခွင့်အရေးပို့ပေးခဲ့သည်မှာအမှန်ဥပမာ
ရင်းနှီးသောအပေါင်းအသင်းများကိုသာရွေးဖိတ်သည့်သူ၏မွေးနေ့ပွဲကိုကျွန်တော်ကိုတကူးတကာဖိတ်ခေါ်သည်ခန့်ညားထဲဝါသောတိုက်အိမ်ကြီးနှင့်ခြံဝင်းအတွင်းမှတိုးတိုးတိတ်တိတ်နှင့်အထက်တန်းကြကြတဲ့ခင်းသောမင်းပွဲဆိုပွဲတမျှလှပထဲဝါသည့်မွေးနေ့ပွဲကိုရောက်မှကျွန်တော်သည်မတ်သက်မွန်၏ဘဝမှန်ကိုသိနာလေရလေသည်ကျွန်တော်ကပေါ့ပေါ့ပါပါဝုန်းဝုန်းဆာဆာသွားခဲ့မိခြင်းအတွက်လည်းနောင်နာရစာပြု၏တော်သားတစ်ပိုင်းရာထွက်လေထွက်သီးနှံတွေရောင်းဝယ်ဖောက်ကားသောမိဘ၏ဝင်ငွေဖြင့်တက္ကသိုလ်ကျောင်းသားကြီးလုံနေရသည်ကိုပြေဆုံးပြီးဟုထင်သောကျွန်တော်၏ကိုယ်ပေါ်မှပိုးလုံးကြီးတပံနွမ်းသည်တော်တော်လေးပဲမျက်စီထဲကတိကအောက်ဖြစ်စရာရောက်နေမှန်းကျွန်တော်တိတိအချိန်မှနောက်ကျခဲ့ပြီကိုမြတ်ကျော်ကတော့တိမှာပေါ့နော်အားကစားသမားချင်းချင်းပဲသူကတင်းနစ်မှာလက်ရွေးစင်လေအရက်မြင့်မားပြီးယောက်ျားပီတာသောဟန်ပန်နှင့်ဌာနတစ်ခု၏အကြီးမှုတယောက်၏တာမန်ဝိဇာသိပ္ပံ၏မိမလှများအကြားမှထင်ပေါ်သောကိုမြတ်ကျော်ကိုကျွန်တော်တို့လည်းသိသည်ဒီနောက်တော့ကျွန်တော်တို့၃ယောက်သည်အားကစားကိုအကြောင်းပြု၍ခင်မင်ရင်းနေကြပါ၏ကားတစ်စီးစီနှင့်ကြောင်းတက်သောသူတို့၂ယောက်၏ကားပေါ်များမှလည်းအခါအားလျော်စွာကျွန်တော်ပါသွားတတ်သည်ထဲဝါမှုကိုဖော်ရွေမှုဖုံးလွှမ်းသောသူတို့၏အင်္ဂီယာများသို့လည်းဝင်ရောက်စားတောက်ရဘူးသည်သို့သောကိုမလုံသောစိတ်လိုရာဆွဲတွေးကစိတ်ကူးရင်ခဲ့သောဝေဒနာတို့ကြောင့်ကိုဘာသာမတိမတာနှောက်ဆုတ်ခဲ့ရ၏မတ်တက်မွန်ကတော့ကျွန်တော်ပါဝင်ကစားသောပြိုင်ပွဲများမှာရှေ့ဆုံးတန်းကအားပေးမြဲလိမ်မော်သီးလေးတွေတကြားလုံးလေးတွေပေးမြဲပါစာမေးပွဲအောင်ပြီးကျွန်တော်ကိုမြို့ကိုရွာကိုအထီးကထားကအလှုပ်ရှားစဉ်ကိုမြတ်ကျော်သည်ဌာနတစ်ခုမှလက်ထောက်အရာရှိရသည်သူတို့၂ယောက်လက်ထက်ခါကိုမြတ်ကျော်ရရူးတို့တာနိုင်ငံခြားသွားရတာတွေကိုလည်းကျွန်တော်ကြားရသိရသည်မတ်တက်မွန်အတွက်ဝမ်းသာရသည်ရွှေပေါ်ရွှေရည်ထက်လောင်ရခြင်းပါပဲယခုမတ်တက်မွန်ကသူ့အိမ်သို့ကျွန်တော်မိသားစုကိုဖိတ်ခေါ်အောင်မြည်တယ်ကျွန်တော်လည်းစုဆောင်းထားသည့်ငွေလေးဖြင့်ရန်ကုန်မြို့ကြီးကိုလာရောက်လေပတ်ဝဲချမ်းလိုက်သည်မှာထင်သားတာထက်ပို၍ကုန်ကြနေပြီမို့နောက်ထပ်ရက်ကြာမနေနိုင်တော့ပြီရွှေတကုံဖျားပေါ်မှအစင်းတွင်အတော်ပင်မှောင်နေပြီကလေးတွေကိုချုံမော်ကဘတ်စကားအစင်စင်စီးပြီးအိမ်ပြန်လာရ၏ကိုပါအေးတို့အိမ်ရောက်သောအခါကိုပါအေးမိမဈေးသိမ့်အပြန်ကမန်းကရန်ဝေချမ်းချက်ပြုတ်ထားသောဝတ်သားမနူးတနုနှင့်ချင်းဟင်းရီကိုအငမ်းမရစားကြသည်မက်ခင်များကအိမ်ရှင်ကိုအားနာ၍လားပင်ပန်း၍ပဲလားတော့မသိတိတ်မစားနိုင်မေမနှက်ဖြန်ဟိုအန်တီသမီးတို့ကိုလာခေါ်ရင်လေဒီနေ့ဝယ်တဲ့ခေါင်းဝင်အစ်စ်လေးဝတ်သွားမယ်နော်စကားနေသောသမီးကဆိုလေသည်ကိုတန်းအောင်မကစားတော့ဘူးထင်နေနည်းနည်းဖိုက်ရွှဲနေပြီကိုမြတ်ကျော်ကဝီစကီငုံရင်းပြောသည်ဌာနဆိုင်ရာအလုပ်တွေမှာနင်မွန်းကအိမ်ပြန်ရောက်ရင်လေကိုခွဲမရှိရှာသောမိန်းမကိုကူညီရတာအားကစားကွင်းဆိုလို့မိုးရင်းမှာမြတ်တော်ထပြီးနှွေးမှာဖုန်တတော်ထနေသောခလေးဘော်လုံးခွဲတာရှိသောကိုရွာအကြောင်းမပြောပြတော့အေးပြဟုပဲဝန်ခံလိုက်သည်ကိုပိုင်တင်းနစ်ကွင်းဤနဘေးကစပွဲဝိုင်းလေးမှာတက်ခင်းသောထမင်းမစားမီအကျိုးဝိုင်းကလေးသည်မတ်တက်မွန်ဤလက်ရဖြင့်လှပနေသည်ခြံဝင်းကျယ်ကြီးထဲမှလှည့်ပတ်ပြေးနေသောသားဖြစ်သူကိုအင်းရကန်ဆန်နာရောက်သွားမည်ဆို၍မက်ခင်များကလိုက်ကြည့်နေရသည်အချိုရည်နှင့်ဒိန်ငယ်အတုံးကလေးများကိုသမီးကရုတ်တရက်မစားရဲမတောက်ရဲမတ်တက်မွန်ကငမိုးကြော်များကိုတဆုပ်ကြီးနှိုက်ယူပြီးမှခေါင်းဝင်အစ်စ်ကလေးမပေအောင်အိမ်ရီရစားသည်ထမင်းဝိုင်းကလည်းကိုပါအေးဤမိန်းမမက်လှငွေလက်ရနဲ့တော့ခြားနာပါ၏ကြွေပကံများဇွန်းခရင်များကိုတတိထားကင်တွဲရင်ကလေးတွေကိုလည်းဆွေဆွေကြည့်နေရသောမက်ခင်များမှာအနေကျဉ်ကျပ်နေသည်မတ်တက်မွန်ဤရွှွှွှဝေသောအပြုံးများစကားများကိုလည်းဟုတ်ကဲ့နှင့်အင်းကလွဲ၍ပို၍မတုတ်ပြန်တတ်မက်ခင်များအကောင်းဆုံးရွေးချယ်ဝစ်စင်လာသောအဝတ်စားများမှလည်းမတ်တက်မွန်အိမ်နေရင်အခန်းထဲမှစီသောဂရီပါပွားနိုင်ငံခြားဖက်နှက်ကြားမှပင်တိမ်ငယ်မှိန်ဝါသွားလေသည်ကျွန်တော်တို့မိသားစုသည်ဖြိုင်းကဖိတ်ပြီးအဝကျင်းသောကြည်တောက်ထဲမှအသားတုံးထည့်ကျွေးသည်ကိုစားရသောခွေလိုအစားရအနေရခတ်နေသည်ထမင်းဝိုင်းအပြီးမှတဲ့ခင်းသောအချုပ်ပွဲကိုဖြောင်းအောင်မစားနိုင်ပေမက်ခင်များဖင်တကြွကြွဖြစ်နေသည်သားကတော့မတ်တက်မွန်၏ခလေးများထုတ်ပြီးသောနိုင်ငံသားပြည်ကစားစရာတွေကိုခက်ကြမ်းကြမ်းတွန်းထိုးနေ၏အိမ်ရှင်ကလေးများမျက်နှာပြက်နေသည်ကိုမက်ခင်များကအကင်းပါစွာသိမြင်ပြီးထတားရအခက်မျက်ရည်ပြရအခက်ဖြစ်နေသည်
ကျွန်တော်ကိုမတိမတာနှစ်ခါသုံးခါလက်ကုပ်သဖြင့်နှုတ်ဆက်စကားကိုစိုးပြီးနေရာမှထားရ၏နောက်ဆိုရန်ကုန်ရောက်တိုင်းဝင်မှာနော်မတ်တက်တို့ကကိုတန်းအောင်နဲ့မောင်နှမတွေလိုပဲခင်မင်ခဲ့ကြတာဟုတ်ကဲ့ရှင်ကျမတို့စီလဲလာလေပါကျွန်တော်တို့ကိုအိမ်ရောက်ဒရိုင်ဘာကိုလိုက်ပို့ခိုင်း၏လမ်းဆိုးသောနေရာမို့အိမ်မှာအပိုထားသောမာစတာကြီးဖြင့်လိုက်ပို့သည်ကိုပင်ကိုပါအေးတို့အိမ်မှကလေးများကဟီလာဝါလာဖြင့်ပျော်ရွှင်စွာစီးကြိုခုံယူကြလေ၏ရထားသည်တရွေ့ရွေ့ဘိန်းလိမ့်စာပြု၏ကျွန်တော်တို့သည်မြို့တော်ရန်ကုန်ကြီးကိုကြောက်ခိုင်း၍ပြန်လည်ထွက်ခွာခဲ့ပါပြီကျမတို့လေဒီနေ့မှပဲစိတ်ထဲပေါ့ပါသွားတယ်ကိုရဲ့ရန်ကုန်မှာသွားရလာရစားရတောက်ရတာစိတ်ကျဉ်ကျက်လှတယ်မက်ခင်များကသူ့ခံစားရသည့်အတိုင်းပြော၏ကျွန်တော်တို့မှငွေလဲကုန်ခဲ့ပြီရန်ကုန်မြို့ကြီးကသူ့နေမြေအတိုင်းစီကားရှုပ်ထွေးလျက်လှုပ်ရှားသွားလာလျက်ကြံရစ်ခဲ့ပြီကျွန်တော်တို့လည်းနေမြေအတိုင်းကိုယ့်ရက်ကိုယ့်ဒေတာမှာရှိသမျှနှင့်ရောင်ရဲကနေကြရအောင်မည်ဦးလေးဦးဘအေးတို့အိမ်မှာနေရတာသမီးတို့တော့မှနေရတယ်လို့ပဲနော်ဟိုးအန်တီတို့အိမ်ကမှတကယ်ရန်ကုန်ထင်တယ်နော်ဟုတ်လားဖေဖေသမီးဤအတွေ့ကိုကျွန်တော်မြည်တို့ဖြေရပါမည်နီအဝေဟောင်းပုံမှာဖွာနေသောလူတွေဗိုလ်ချုပ်စီတင်မော်ရန်မှာလှမ်းတလားနေသူတွေစင်ကြေပုံးမှာဘတ်စကားနဲ့ရုံတက်သူအင်းရကန်ဆောင်မှာတင်းနစ်စကွင်းနဲ့နေသူသူတို့အားလုံးသည်မြို့ပြအရေးမှာခိုလုံနေကြ၏ဘယ်နေရာသည်ရန်ကုန်ဖြစ်ပါသည်နီမိုးဝေမဂ္ဂဇင်းအမှတ်194 March 1984ကျမဒီဝိထုတို့လေးကိုဖတ်ပြနေတဲ့အချိန်မှာဆ iam မမိုးအင်းလျာရဲ့လူတဘာဝနဲ့ဘဝတရုပ်ဖော်အရေးအသားဘလောက်ပြောင်ပြောင်လဲဆိုတာကိုထပ်ပြီးတော့တက်တည်ပြလိုက်တယ်လို့ပါပဲဆိုပြီးတော့ခန်းစားနေမိပါတယ်။နေကနေပြီးတော့ရန်ကုန်ကိုအလဲလာတဲ့မိသားစုရဲ့မြင်ကွင်းကနေတဆင့်ရန်ကုန်မြို့ကြီးမှာရှိနေတဲ့အစွန်းနှစ်ဖက်စင်းရဲနဲ့ချမ်းသာကွာဟချက်တွေကိုလည်းဆ iam ဆွဲထုတ်ပြသွားတာကွက်ကွက်ကွင်းကွင်းမြင်နိုင်ခန်းစားနိုင်အောင်ပါပဲ။ပြီးတော့နောက်တစ်ခုကကုန်စည်နှုန်းပါ1984ခုဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ဟာကုန်စည်နှုန်းဟာပဲပြုတ်30တောင်ကိုတစ်ချက်နဲ့20တစ်ချက်နဲ့ပြား20ပေါ့နော်အခုနှစ်ပေါင်း40ကျော်ကြာလာတဲ့အချိန်မှာကုန်စည်နှုန်းကအများကြီးကွာဟသွားခဲ့ပြီဆိုတာကိုလည်းကျမတို့ဗဟုသုတရလိုက်ပါတယ်ကျမရဲ့စာချစ်သူတွေအနေနဲ့ရောဘာတွေများခံစားရလိုက်လဲဘာတွေရလိုက်လဲမျှဝေပေးသွားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဤမြချမ်းသာကျမ်းမာကြပါစေရှင်